Hello ကျမရဲ့အိမ်တော်ကိုတွေ့ကြုံပြောပြမယ်နော်ကျမရဲ့အိမ်တော်ကိုတွေ့ကြုံမှာကြတော့ဘလို့လဲဆိုတော့ကျမရဲ့အမျိုးသားကြတော့ကျမထက်ကိုသူကတော်တော်လေးချောတယ်လို့ပြောရပါတော့ရုပ်ရည်ချောတယ်ပတ်စံရှာတော့တယ်ပေါ့နော်အဲ့တော့သူ့ကိုလာတဘောကြတဲ့အမျိုးသမီးတွေရမ်းများတယ်လို့သူကလည်းနှလုံးသားနှုတ်တယ်ခေါ်မှာပေါ့ပြန်တဘောကြတယ်အဲ့လိုမျိုးအိမ်တော်ဘက်ကိုရလာတဲ့အခါမှာတခြားမျိုးသမီးတွေဆိုရင်ကိုနဲ့ကိုယောက်ျားနဲ့လာပတ်သက်တဲ့အမျိုးသမီးတွေကိုထမိန်ကြီးတွေလန်လို့အဲ့ဒီမျိုးသမီးကိုစောင်းဆဲတာတို့မြောင်းဆဲတာတို့ပြောကြတာလေကျမမျက်စိရှိမှအများကြီးမြင်ဘူးလေကျမတော့အဲ့လိုမလုပ်ဘူးကျမဘလို့တွေးလဲဆိုငါတို့နှစ်ယောက်ဖြစ်နေတာကိုသိရနော်ငါပြောလိုက်လို့ရှိရင်ဒီအမျိုးသမီးကရှက်သွားလိမ့်မယ်ကိုယောက်ျားလည်းတိတ်ခါကြမယ်နော်လူဆိုတာကိုယ့်ရဲ့မျိုးပေါ်မှာ၎င်းကိုယ့်ရဲ့အတိုင်းဝိုင်းကြားမှာ၎င်းဂုဏ်တိတ်ခါတစ်ခုဆိုတာရှိတယ်တခါတလေကြာရင်တချို့အရာတွေကမသိချင်အောင်ဆောင်းပေးရတာပေါ့နော်ကျမလိုနေခဲ့တာကျမယောက်ျားနဲ့ပတ်တက်တဲ့အမျိုးသမီးတိုင်းကျမသိတယ်ကျမမှာစပိုင်းရှိကျမဘာလဲဆိုတော့ကျမဒီလူမှုဆက်ဆံရေးကောင်းတဲ့လူတစ်ယောက်လို့ကျမကိုကျမထင်တယ်ပေါ့နော်အဲ့ခါကျကျမကိုလာပြောပေးမယ်အပေါင်းအသင်းတွေရှိအဲ့ဒီအပေါင်းအသင်းတွေတော့ကျမသူတို့ပြောတယ်ဆိုတော့လုံးဝမသိရအောင်ကျမရဲ့ယောက်ျားအမျိုးသားဆိုကျမကိုဘာပြောနေကနက်ကတော့လားစုံးမလားကြိုတိနေတာဆိုတာမျိုးထိတော့သူကျမကိုပြောရသူဖာလောက်ခဲ့ကျမဒီသတင်းရောက်ပြီးပါရဲ့အဲ့တော့ကျမလူပေါင်းဆန့်တယ်လို့ပြောရမှာနော်ကျမရဲ့ဟိုပေါ့နော်ဘယ်လိုပြောမလဲလူတွေနဲ့အဆင်ပြေအောင်နေတတ်တဲ့အကျင့်ပေါ့နော်ပါနှက်တဲ့တစ်ခုပဲထားပါတော့ကိုချီးမွမ်းတာတော့မဟုတ်ဘူးကျမလုံးဝမှကျမဒီမျိုးသမီးဖြစ်ခဲ့တဲ့ယောက်ျားနဲ့ပတ်သက်တဲ့လာဖြစ်တဲ့မျိုးသမီးတွေကိုလုံးဝတစ်ခါမှမဆဲခဲ့ဘူးရံမထောင်ခဲ့ဘူးသူတို့နဲ့မျက်နှာချင်းဆိုင်တွေ့ခဲ့ရင်တောင်တစ်ခါမှသူတို့ဟာကိုယ့်ယောက်ျားနဲ့ဖောက်ပြန်နေတဲ့ကောင်မပါလားဆိုတဲ့အရှိအယောက်လေးတောင်မပြောက်ကျမလုံးဝမသိတယ်လို့ပဲနေတာသူတို့ကကိုယ်နှုတ်ဆက်လာတော့ကျမပြန်ပြုံးပြလိုက်တာမျိုးအဲ့လိုနေတဲ့ခါကျတော့ဘာအကျိုးကျေးဇူးရှိလာလဲဆိုတဲ့ခါကျတော့အဲ့ဒီမျိုးသမီးရသူတို့ရှက်ပြီးတော့မှသူတို့ပဲကိုယ်အားနာပြီးတော့ခွာသွားတာကိုယောက်ျားနာကနေခွာသွားကြတယ်တချို့ဆိုလို့ရှိရင်သူနဲ့ပတ်သက်တဲ့အဲ့ဒီအမျိုးသမီးကကိုနဲ့လည်းတငယ်ချင်းသူနဲ့လည်းတငယ်ချင်းသူဆိုကိုယ့်ရဲ့စပိုင်လုံးဖြစ်သွားတယ်ကိုယောက်ျားရဲ့ဖြစ်တဲ့မြတ်ပြဿနာအလုံးသူကကိုယ်သတင်းပေးဖြစ်သွားတယ်သူဆိုကိုလာတော့မှလည်းငါမိုက်မားမိတယ်နောက်ငါမဖြစ်စီတော့ပါဘူးဆိုတဲ့အထိကျမအောင်သူလာတော့မှတကယ်ကြတော့လေအဲ့လိုနေလိုက်တာတော့ပိုကောင်းတယ်